အားလုံးပဲမင်္ဂလာပါခင်ဗျ Easy English မြန်မာရှင်ထဲမှာကြိုဆိုပါတယ်ရှင်းတန်ခန်းစာထဲမှာပါတယ်တန်ခေးလေးဆိုတာတစ်ခါတော့ပြင်ပြီးတော့မှနှွှေးပေးမယ်နော်Alpha speak ကိုလေ့လာခဲ့တယ်Alpha speak ပြီးလို့ရှိရင်အဲ့ဒီထဲကမှနံအကြောင်းတွေလေ့လာခဲ့တယ်အဲ့ဒီနံထဲမှာလည်းပဲရေတွက်လို့ရတဲ့နံရေတွက်လို့မရတဲ့နံဆိုတဲ့နံနှမျိုးကိုလေ့လာခဲ့တယ်အဲ့ဒီနံနှမျိုးထဲမှာလည်းပဲ singular plural ကိုလေ့လာခဲ့တယ်ပြီးရင်အင်္ဂလိပ်စည်းကမ်းအတိုင်းအနေကိန်းကိုအများကိန်းလောက်တဲ့နည်းတွေကိုလေ့လာခဲ့တယ်ပေါ့အဲ့ဒီအနေကိန်းကိုအများကိန်းလောက်တဲ့နည်းကိုလေ့လာတာစီမင်း6ခုပြီးသွားပြီဒီနေ့ဆက်ပြီးတော့လေ့လာရမှာကတော့စီမင်းခွန်ကိုဆက်ပြီးတော့မှလေ့လာရမှာပေါ့နော်အဲ့တော့စလိုက်အောင်စီမင်းခွန်မှာတော့ရှေ့ကစီမင်း6ခုကိုညွှန်မယ်ပေါ့နော်အောက်ပါနံပုံများမှာတဲ့အများကိန်းပြောင်းလဲနေဥပဒေတည်တံမရှိတဲ့အများကိန်းနဲ့တွဲ၍ကြက်ထားရမည်တဲ့ဒီနံပါတ်ခွန်စီးမြင်မှာကြတော့အနေကိန်းအများကိန်းဆိုပြီးတော့မှတည်တံခွဲပြီးတော့ကြက်ထားမှရမှာအနေကိန်းကိုအများကိန်းပြုလုပ်လို့မရဘူးပြုလုပ်လို့မရဘူးဆိုတာကရှေ့ကတန်ခန်းစာထဲမှာဆိုလို့ရှိရင် s ပေါင်းပေးရတာ es ပေါင်းပေးရတာအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ဒီစီမင်းခုနှစ်မှာတော့စီမင်း7မှာတော့အနေကိန်းကိုအများကိန်းအဲ့လိုပေါင်းလိုက်ရုံနဲ့မရဘူးတည်တံခွဲပြီးတော့မှကြက်ထားမှအနေကိန်းအများကိန်းဆိုတာကိုသိမှဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့အလွတ်ကြက်ထားလိုက်တာတော့အကောင်းဆုံးပေါ့အဲ့တော့ဘာလဲလဲဆိုတာလေ့လာကြည့်မယ်မန်လူကြီးများ woman အမျိုးသမီးကြီးများ shine children ကလေးများ tooth teeth သွားများ foot feet ခြေထောက်များ mouse mice ကြွက်များ ghost geese ဘဲငယ်များ person people လူများဒါတွေကိုအလွတ်ကျထားလိုက်လို့ရှိရင်တော့အကောင်းဆုံးပေါ့အဲ့တော့တကယ်လို့ဒီ vocabulary တွေကိုအတန်ထွက်တွေကိုတန်တရားဖြစ်တယ်တိတ်နာမလည်ဘူးဆိုရင်အဘိဓမ္မာထဲမှာကိုယ်တိုင်အတန်ထွက်နားထောင်ကြည့်ဒါကပို့ပြီးတော့မှအကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ရှေ့ကိုဆက်ပြီးတော့မှလေ့လာကြည့်မယ်စီမင်းပြီးလို့ရှိရင်စီမင်းအဲ့ကိုဆက်ပြီးတော့မှလေ့လာကြည့်မယ်ဟုတ်ပြီစီမင်းအဲ့မှာ accountable noun တစ်ခုတစ်ကောင်တစ်ယောက်စသည်ဖြင့်ဂိုင်းတွေရွေတွဲရမရသောနာမ်များကိုအများကိန်းပြောင်းလဲရမရတဲ့ဂိုင်းတွေလို့လည်းမရရွေတွဲလို့လည်းမရတဲ့အရာတွေကိုအများကိန်းပြောင်းလဲပြီးတော့မှလုပ်လို့မရဘူးအများဖြစ်ဖို့အတွက်စသောပုံများကိုလည်း၎င်းနာမ်ပုတ်တို့ရှိတွင်ထည့်ပြီးသုံးရသည်တဲ့ဒီပုတ်တွေကိုဒီနာမ်ပုတ်တွေရှေ့မှာထည့်ပြီးတော့မှသုံးလိုက်ရမယ်ဒါဆိုလို့ရှိရင်အများကိန်းဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာကြည့်မယ်ဒီမှာပါတယ်ရှိလဲ some အလျှော့တော့ any အလျှော့တော့ much များစွာသော all အလုံးသော a lot of များစွာသော plenty of များစွာသောအဲ့တော့နံပုတ်တွေကိုကြည့်မယ် short စာ money ငွေ gold ရွှေအဲ့တော့ဒီနံပုတ်တွေကိုအများကြီးလုပ်ရှင်တယ်ဆိုလို့ရှိရင်ဒီပုတ်တွေနဲ့တွဲပြီးတော့မှလုပ်ရမယ်အဲ့တော့ဘယ်လိုတွဲမလဲဆိုတာကိုတွေ့ပြမယ် some short စာအလျှော့အဲ့လိုပါလာပြန်မယ်ပေါ့နော် any short စာအလျှော့ဒါကတော့ဘာနဲ့ပဲတွေးသုံးသူလိုအပ်တဲ့နေရာတွေမှာဘယ်နံပုတ်နဲ့ဘယ်ဟာနဲ့တွေးသုံးလို့ရှိရင်ပိုကောင်းတယ်ဆိုတာကို grammar လေ့လာရင်နဲ့သိလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသိထားမှာက some short စာအလျှော့ any short စာအလျှော့အဲ့လိုမှတ်ထားလိုက်ပေါ့နော်much short စာများစွာပေါ့အများစွာသောစာဒီလိုဘာသာပြန်လဲရတယ်နော်ကိုကြိုက်တယ်လို့ပြန်ပေါ့အဲ့တော့ odd စာအလုံးပေါ့နော် a lot of short စာများစွာပေါ့အဲ့လိုဘာသာပြန်လဲရတယ် plenty of short စာများစွာပေါ့ဒီလိုကြိုက်တယ်လို့ဘာသာပြန်နော်အဲ့တော့နောက်ထပ်နံပါတ်တစ်ပုဒ်ကိုဆက်ကြည့်မယ် send money ငွေအလျှော့ earning money ငွေအလျှော့ much money ငွေများစွာ odd money ငွေအလုံး a lot of money ငွေများစွာ plenty of money ငွေများစွာဒီတော့ကိုကြိုက်တယ်လို့ဘာသာပြန်လို့ရတယ်နော်အလျှော့တော့ငွေအလျှော့ကြိုက်တယ်လို့ပြန်ဟောက်ကိုဆက်ပြီးလေ့လာကြည့်မယ် send go ရွှေအလျှော့ earning go ရွှေအလျှော့ all gold ရွှေအလုံး a lot of gold ရွှေများစွာ plenty of gold ရွှေများစွာဒီလိုမျိုးတွေးပြီးတော့မှလေ့လာထားပါနော်ဒီ send ဆိုတာအလျှော့ earning ဆိုတာအလျှော့ math ဆိုတာများစွာဒီဟာတွေကိုအလွတ်မှတ်ထားနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ဒီနောက်ကနံပါတ်တွေနဲ့တွေးပြီးတော့သုံးလိုက်ရုံပဲဒါဒီနံပါတ်တွေမှမဟုတ်ဘူးuncountable noun တွေကိုဒီဟာတွေနဲ့တွေးပြီးတော့မှသုံးရတာပေါ့နော်အဲ့လိုမှတ်ထားပေါ့အဲ့တော့ရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ်
article a n နဲ့ the သုံးလုံးကို article ဟုခေါ်သည်တဲ့ a ရေ n ရေ the ရေ article သုံးလုံးရှိတယ်ဒီဟာတွေကဒီ article ကကြည့်လိုက်ရင်တော့လွယ်တယ်လေဒါပေမဲ့တကယ်သုံးဖို့ကြတော့ခက်ခဲတယ်ပေါ့နော်ရောင်ရောင်မမတွေသုံးတတ်တယ်လွယ်လွယ်မမတွေသုံးတတ်ကြတယ်ပေါ့အဲ့တော့တေးသေးရှာရှာလေးဂရုတစိုက်လေးနဲ့မှတ်ထားပေါ့အဲ့တော့နံပါတ်1ကဘာလဲဆိုရင်ပြည်တန်ရှိမှရှိသော a နဲ့တရတန်ရှိမှရှိသော n တို့ကိုမတိကျသော article ကိုခေါ်သည်တဲ့အဲ့တော့လေးလေးပေါ့ဗျာ a နဲ့ n ကိုမတိကျသော article လို့မှတ်ထားလိုက်ပေါ့အဲ့တော့ a ကိုဘယ်နေရာမှာသုံးလဲ n ကိုဘယ်နေရာမှာသုံးလဲဆိုတာတော့ရှေ့ကိုလေ့လာရင်လည်းသိလာလိမ့်မယ်အဲ့တော့ a နဲ့ n ဒီမတိကျသော article ပေါ့ article ပေါ့နော်အဲ့တော့နံပါတ်2စီးမြင်တရတန်နဲ့ပြည်တန်နှစ်ခုလုံးမှာရှိသော the ကိုတိကျသော article ကိုခေါ်သည်အဲ့တော့ the ကိုတိကျတဲ့ article လို့မှတ်ထားလိုက်ပေါ့အဲ့တော့အနှစ်ရှုပ်ပြီးတော့မှကြည့်မယ်ဆိုရင် a ကပြည်တန်ရှိမှသုံးရမယ် n ကတရတန်ရှိမှသုံးရမယ်the ကကြတော့အဲ့ဒီပြည်တန်ရောတရတန်ရောရှိမှသုံးရမယ်တခြားမှတ်ထားနော်ရှုပ်မသွားနဲ့ a ကပြည်တန်ရှိမှသုံးမယ် n ကတရတန်ရှိမှသုံးမယ်the ကကြတော့ပြည်တန်ရောတရတန်ရောနှစ်ခုလုံးရှိမှသုံးလို့ရတယ်အဲ့တော့ a နဲ့ n ကမတိကျတဲ့ article the ကတိကျတဲ့ article ဒီလောက်သိရင်ရပြီရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ် article သုံးပုံသုံးနည်းအဲ့တော့ consonant ဆိုတာဘီနော် consonant sound ဘီတန်နဲ့စသော countable noun ရေတွက်၍ရသောအနေကိန်းနာမ်များတွင် a ကိုသုံးရသည်ရေတွက်လို့လည်းရမယ်ဘီတန်နဲ့လည်းစရမယ်အဲ့ဒီအရာတွေမှာဘာကိုသုံးမလဲဆိုရင် a ကိုသုံးမယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ကြည့်မယ် book စာအုပ်အဲ့ဒီ book ကိုစာအုပ်တစ်အုပ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ရှေ့က a ထည့်လိုက်တော့ a book စာအုပ်တစ်အုပ်နော်အဲ့လိုမျိုးတွေ့သုံးမယ်ဟာကိုဆက်ကြည့်မယ် a pen ဘုတ်ပင်တစ်ချောင်း a dot ခွေးတစ်ကောင် a cat ကြောင်တစ်ကောင် a car ကားတစ်စီး a teacher ဆရာမတစ်ယောက် a student ကျောင်းသားကျောင်းသူတစ်ယောက် a house အိမ်တစ်လုံး a tree သစ်ပင်တစ်ပင် a boy ကောင်လေးတစ်ယောက်ဒါတွေကဘီတန်တွေပေါ့နော်အဲ့ဒီဘီတန်တွေရှင်းပါဆိုရင်ဘာသုံးမလဲဆိုရင် a ကိုသုံးမယ်အဲ့တော့ဘီတန်တရတန်ကိုဘယ်လိုခွဲမလဲဆိုလို့ရှိရင်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်တရတန်ကိုသိပြီးတဲ့အခါမှာဘီတန်နဲ့တရတန်ကိုဘယ်လိုခွဲလဲဆိုတာကိုသိလိမ့်မယ်အဲ့တော့နံပါတ်1စီးမြင် article သုံးပုံသုံးနည်းကဘာဝယ်ဆောင်လဲတရတန်နဲ့စတော့ countable noun ရေတွက်ရသောအနေကိန်းနာမ်များတွင်လည်း n ကိုသုံးရသည်တဲ့တရတန်နဲ့စားတဲ့အရာတွေရေတွက်လို့လည်းရတယ်ဆိုရင်အဲ့ဒီရှေ့မှာ article သုံးမယ်ဆိုရင် n ကိုသုံးရမယ်တဲ့အဲ့တော့တရတန်ကဘယ်လိုလဲ apple ပန်းသီးအဲ့တော့ပန်းသီးတစ်လုံးဖြစ်ဖို့အတွက် apple ပန်းသီးတစ်လုံးအင်္ဂလိပ်စာမှာတရကလွေးလို့ရှိရင်ကျန်တာတွေကဘီပေါ့အဲ့တော့တရဘယ်နှလုံးရှိလဲဆိုလို့ရှိရင် a e i o u ဆိုပြီးတော့မှတရ၅လုံးရှိတယ်အဲ့ဆိုလို့ကျွန်တော်က a e i o u ဘယ်အရာပဲဖြစ်ဖြစ် u ကလွေးရင် a e i o ဒါတွေကအားနဲ့စတာတကြီးပဲအဲ့တော့အတန်ထွက်မှာအဲ့ဒီအားနဲ့စတယ်ဆိုလို့ရှိရင် apple အားနဲ့မစဘူးလား eat အားနဲ့မစဘူးလား orange အားနဲ့မစဘူးလားo ဆိုပြီးတော့မှအားမဟုတ်ဘူး o အဲ့လိုမျိုးတော့မပြောနဲ့ပေါ့နော်o ဆိုတာလေးပဲအားနဲ့ရေးတာဖြစ်တဲ့အတွက်ကြောင့်အားဆောင်ဖို့ဒီလိုမှတ်ထားလိုက်ပါနော်ဒါကတော့နားလည်အောင်ပြောတာဖြစ်တပါတယ်a e i o အဲ့ဒီအတန်ဟူသမျှအားလုံးဘာနဲ့ပဲစနဲ့သုံးရမယ်လို့ဒီလိုမှတ်ထားလိုက်နော်ပြီးလို့ရှိရင် elephants ice cream ဒီနေရာမှာ h o u r ဟာဝါလို့အတန်မထွက်ရဘူးအာဝါလို့ပဲအတန်ထွက်ရမယ်နော်အဲ့ဒီ h ဒီ silent အတန်ထွက်လို့မရဘူးဒီနေရာမှာ h ဒီ silent အတန်ထွက်လို့မရဘူးဒီနေရာမှာလည်းပဲ honest man အဲ့လိုမျိုးအတန်ထွက်ရမယ် honest လို့အတန်မထွက်ရဘူးh ဒီ silent ဒါ answer ဒါ idea နော်အဲ့ဒီလိုမျိုးတရတန်နဲ့စတဲ့အရာတွေမှာဆိုလို့ရှိရင် n ကိုသုံးမယ်ဘီတန်နဲ့စတဲ့အရာတွေမှာဆိုလို့ရှိရင် a ကိုသုံးမယ်အဲ့တော့တရတန်ကလွှဲရင်ကျန်တာတွေကဘီတန်ပေါ့ u ဆိုတာလည်းပဲတရဖြစ်ပေမဲ့
U အတန်ဒီလည်းပဲ B တန်ဖြစ်တယ်နော်အဲ့ဒီ B တန်ရှင်းမှာဆိုလို့ရှိရင်လည်းပဲ A ပဲသုံးမယ်ဒီနေရာမှာ umbrella U တန်မထွက်ဘူးနော် U က silent တခုရှင်းလေ့လာကြည့်မယ် an apple ပန်းသီးတစ်လုံး an e ကြက်ဥတစ်လုံး an orange လိမ္မော်သီးတစ်လုံး an umbrella ထိတစ်လျှောက် an elephant ဆန်တစ်ကောင် an ice cream ice cream တစ်ခု an hour တစ်နာရီ an horseman လူမှန်တစ်ယောက် an answer အဖြစ်တစ်ခု an idea အကျင့်တစ်ခုဒါက A နဲ့ N ကိုဘယ်လိုသုံးလဲဆိုတာဒီလောက်ဆိုရင်ဒီလောက်ပြီးထင်တယ်နော်ရှေ့ကိုဆက်ပြီးတော့မှလေ့လာကြည့်မယ်နေရာတစ်ဝိုက်တော့မဟုတ်လောက၌တယောက်တည်းတစ်ခုတည်းရှိသောအခါ article တွေကိုသုံးပေးရသည်တဲ့အခုနေရာတစ်ဝိုက်မှာပဲဖြစ်ဖြစ်လောကကြီးတစ်ခုလုံးမှာပဲဖြစ်ဖြစ်တယောက်တည်းပဲရှိတယ်တစ်ခုတည်းပဲရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေရဲ့ရှေ့မှာဘာသုံးမလဲဆိုရင် they ကိုသုံးမယ်ဘာတွေရှိမလဲthe Buddha မြတ်စွာဘုရား the God ဘုရားသခင် the Dhamma တရား the sun နေ the moon လ the earth ကမ္ဘာ the sky ကောင်းကင် the world လောက and the universe စကြဝဠာ the president သမ္မတနေရာတစ်ဝိုက်ပဲဖြစ်ဖြစ်လောကကြီးမှာတစ်ခုပဲရှိတာအဲ့လိုအရာတွေကိုတယောက်တည်းပဲရှိတာတစ်ခုပဲရှိတာအဲ့ဒီအရာတွေမှာ article သုံးမယ်ဆိုလို့ရှိရင်ဘာသုံးမလဲဆိုရင် they ကိုသုံးမယ်နော်အဲ့တော့ article သုံးနည်းတွေကိုဒီလောက်ဆိုရင်နားလည်လောက်ပြီးထင်တယ်ဘယ်နေရာမှာပါရှိတယ်ဆိုတာကိုလေ့လာရင်နဲ့သိလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီလောက်နဲ့ပဲရလိုက်မယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းအင်္ဂလိပ်စာ grammar တွေကိုအစဉ်အတိုင်းလေ့လာရှင်လို့ပဲဖြစ်ဖြစ်တန်တဲ့နေစည်းကြီးတယ်ဒါကြောင့်မို့လို့အဲ့ဒီတန်တဲ့နေမှာလည်းတက်ဖို့အဆင်မပြေဘူးဆိုတဲ့လူတွေအတွက်ပဲဖြစ်ဖြစ်ဒီ easy english မြန်မာရှင်ထဲမှာလာရောက်ပြီးတော့မှလေ့လာနိုင်ပါတယ်ပညာဒါနအဖြစ်အင်္ဂလိပ်စာ grammar တွေကိုအစဉ်အတိုင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုတွေကို download ဆွဲပြီးတော့လည်းပဲကြည့်နိုင်ပါတယ်အဆင်ပြေသလိုထပ်ခါကြည့်ရှင်လည်းကြည့်ဒါပေမဲ့ကိုယ်ပိုင်အကောင့်ကိုယ်ပိုင်ရှင်တွေထဲမှာတင်ခွင့်မပြုပါဘူးခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ရက်တွေမှာဆက်တွေ့ပါမယ်ခင်ဗျ